Hey mom, I wanna talk about you. You know, you're here for my life. Love you, mama. I love you so much, mama. Yo, come on. Turn it up, Gino. ငါစိတ်တွေမုန်းကြတော့ခါတီးလေးနှကန်းဖျားကတောင်းတမိရမာပြီးရဲ့အတွေ့တစားစီလွင့်ကအတားစီမဲ့အစိုးတွေမင်းနေပြင်မဲ့လက်မနာကြီးခဲ့ဘောကန်စီမန်အတိုင်းလွင့်နေရင် secret လေးကဇက်မှာအရသာခံအခန်းထဲမှာတကောင်နဲ့တချင်းနဲ့ဖွင့်အဝေးကမေအိမ်လေးစီခဏတာပြန်ကိုပြင်းတဲ့လောကမှာမိကရှိဖြစ်ဘူးသားမေးချင်တာမိကျွန်တော်ကိုအစိမ့်ပြဘူးသားနဲ့တိုက်တင်းတို့ဒီအိမ်မဖူးရအဲ့လိုဆိုးတဲ့ကျွန်တော်ကအမိပဲစိတ်မဖြစ်ဘူးလားတတ်တိရပေါ့ကြုံလာတဲ့အခက်ခဲတဲ့မိရခါစီလာတော့အိမ်နဲ့ဝေးတော့မတိရနူးထွေးမှုဆိုတာမေးချင်ကလွဲပြီးချမ်းရှိရရောတွေ့မှုတည်းမျိုးသမီးစီမမေးစီရမြေတားမျိုးလုံးဝမရရှိအမေခွင့်လော့ခဲ့တဲ့မှားမျိုးကျွန်တော်သူတို့အပေါ်အသုံးကမှားကြည့်ရတာခက်ခဲ့တဲ့ပုံစံလမ်းမသိကျွန်တော်မ30တပြားမရှိရင်ဆိုရင်သူတို့စီကပြန်ရတဲ့ပြုံးကခါတီးအရှုံးသာရရှိရမေသူတို့လည်းမဖြည့်သေးပြီးတဲ့ယောက်ျားတစ်ယောက်ကမုန်းစရာလမ်းမသိစိတ်ရတဲ့ဟိုးအောင်ဆိုထိုးကြတာရှစ်2025မှာစေးချောက်တွေရှူပြီး6လောက်ရှူလိုက်တာ overthinking နဲ့စက်တိုင်းပဲညဆိုရင်အိမ်မပြောဘူးခေါင်းတွေကမူးလိုက်တာကိုစောင်းနဲ့မြင်ဘက်မှာလဲငါဆော့ခွက်ကိုဂင်းနဲ့ထုလိုက်ကွာဘောအချင်းပင်ချတဲ့ကောင်းတွေအခုချိန်နဲ့မှတ်မိသေးတယ်ငါဒုက္ခရောက်ရင်မင်းတို့ဘယ်နေမလဲပေါ့ကဲတော့ငါနာမထက်ရှိမပေးမိုက်ကိုကျွေးကြောင်းကရှင်းလိုက်ရတဲ့ရှက်တွေမှာငါကူငါပြန်ရှာတွေ့လို့တဲ့တက်တီမွေးတစ်ခါလမ်းဆုံးမှာရှောင်းနေတယ်ငါနဲ့ရှောင်းမင်းတို့ခဏလောက်ဖြစ်လာရှက်ကြည့်ပေးအိမ်မက်တွေခဏရောင်းထားပြီးအမေရှင်ကိုလည်းကျွန်တော်ပြေးဝင်ခဲ့ခြင်းတာဝန်တွေမကြည့်မိခဲ့လို့နေခဲ့တော့ကျွန်တော်လေးပင်ခဲ့တယ်အိမ်နားမှာအမေရှိရင်အရာရာဆင်ပြေမှာပဲဆိုရဒါကကျွန်တော်ရဲ့ကလေးမြင်တစ်ခါလေးတော့အဝေးကိုပြေးခြင်းပြီးလူမှုပတ်ဝန်းကျင်ဆိုတာကျွန်တော်တို့မိသားစု9ယောက်လောက်မရှိတာဘူးဆိုတာလည်းတွေးနေခဲ့တယ်ငယ်ကကျမ်းမာရေးမကောင်းတဲ့ကောင်ဆိုတစ်ခုဆိုနှလုံးသားကထိရှာလွယ်ပြင်းစားတွေဝယ်စားတဲ့ကဒူးတွေအမေချစ်တဲ့ဝတ်သမီးချက်လေးပဲတတိရတယ်ဘလောက်ပဲပင်မနေလဲအပြုံးမပြက်ဘယ်တော့မှမီးတွားတယ်အမေမျက်နှာလေးကိုအမီးရပြန်မြင်လေးချရေးမိတယ်ဒီစာသားတွေအသားခေါင်းထဲမှာရှိနေကြတယ်